바라투로 민주당 다다나네 예보 수상 그래서 버터비도 도성인데 정말 신기하네요. 저도 말했고요. 저는 지나다나 내롱사야 예보 그래서 예보에 딱နော်ကျွန်တော်တို့အဲ့ဒီအဖွဲ့တွေကဟိုလက်ရှိလုံဆောင်နေတဲ့လုပ်ငန်းတွေကတော့ကဲမတိုင်းကိုကျွန်တော်တို့လေ့လေဒီမှာကိုအားပေးတဲ့စီစဉ်နေရှိပါတယ်ဒီနေ့16ရက်မေလ2018ဒီနေ့ပဲဒီတနိုင်ဘက်ကိုကျွန်တော်တို့အဖွဲ့ဒီမှာတနိုင်စစ်ဆောင်များကိုလေ့လေအားပေးခြင်းလောကစစ်ဆောင်များကိုလေ့လေအားပေးခြင်းစတဲ့နေ့ကျွန်တော်တို့ပွဲမှာလုံဆောင်နေတဲ့အစီအစဉ်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အရေးပေါ်မနေ့တနေ့ဒီတပတ်နှစ်ပတ်အတွင်းမှာရောက်ရှိလာတဲ့စစ်ဆောင်များကိုစာဝတ်နေရေးအတွက်နေထိုင်ရေးအတွက်လည်းကျွန်တော်တို့အားလုံးကိုနေ့လည်ဒီမှာညီညီမြတ်ဖြစ်အောင်ကျွန်တော်တို့အစီအစဉ်ဆောင်ရွက်ပေးနေရှိပါတယ်ကျွန်တော်ကော်မတီများကိုလည်းဖွဲ့စည်းပြီးဖြစ်ပါတယ်ကော်မတီဥက္ကဋ္ဌတော့ဆရာတော်သာသနာနေလုံးဆိုင်ရာရေဘော်ပြည်စီရေးကော်မတီဥက္ကဋ္ဌတော့Reverend Fatherဒီတာဒေါက်တာကောက်ထုတ်ဖြစ်ပါတယ်သူကတော့ဦးပြပုံတွေဖြစ်ပါတယ်ဒီဘောဆမကြရွယ်ရှာနိုဆန်ကျွန်တော်တို့ဘာသာရေးဖြစ်ပါတယ်လို့ဒါပြောဆက်ချင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်သွားမယ့်လုပ်ငန်းကတော့ဒီအရေးပေါ်မနေ့တနေ့ဒီတပတ်နှစ်ပတ်အတွင်းမှာရောက်ရှိလာတဲ့စစ်ဆောင်များကိုခုနပြောသလိုပဲစာဝတ်နေရေးနဲ့နေထိုင်ရေးကိုအစဉ်ပြေချုံးမွေ့အောင်အားလုံးမြတ်မြတ်တတ်လှုပ်ဆောင်ရရှိပါတယ်အလူရှင်များလည်းအထူးဖိတ်ခေါ်ရရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပါရာများစစ်စတာများဓမ္မဆရာများဒါနအကျိုးဆောင်မြင့်ကိလုပ်ငန်းအားလုံးပူပေါင်းပါဝင်ပြီးမှဒီလုပ်ငန်းကိုဒီကလှုပ်ဆောင်ပြီးမှစီဝေးများကိုခဏခဏပြုလုပ်ခြင်းအပြင်ဒီကလှုပ်ဆောင်ရရှိပါတယ်လောလောဆယ်ဒီကျွန်တော်တို့ကောက်ခံရရှိတဲ့စရင်အရာဆိုလို့ရှိရင်စိတ်ကြောဆက်မိုင်းနာကက်မှာလူရဲ့299ယောက်ရှိပါတယ်တောင်ခဲကတလေးဖျားเจ้าမှာ1183ဦးရှိပါတယ်ဂျမိုင်ကောက်မှာ72ဦးရှိပါတယ်ပလနာမှာ92ယောက်ရှိပါတယ်စုစုပေါင်း1555ယောက်လောလောဆယ်ယနေ့ချိန်ထိရှိပါတယ်ပြီးရှင်လည်းမနေ့ကတပတ်ကဘယ်နှက်ကဘယ်ပွဲပဲဖြစ်ဖြစ်ကျွန်တော်တို့လူမျိုးဘာသာမျိုးအားလုံးကိုမြတ်မြတ်တတ်ပုံရည်ရှိပါတယ်လူရှင်များကိုလည်းဖိတ်ခေါ်ချင်တာတော့ကျွန်တော်တို့တနေရာပဲသွားပြီးအလူပေးလို့ရှိရင်တော့တနေရာမှာပဲအစားအသောက်များပုံပေါ်သွားမှာဖြစ်ပါတယ်အဲကြောင့်မို့တချို့အလူရှင်များမသိသေးတဲ့နေရာများကိုလည်းကျွန်တော်တို့မြတ်မြတ်တတ်ပူညီနိုင်အောင်ဆိုမှကျွန်တော်တို့ဒီစေကလောကန်အကြီးတဲ့ဘူတာနာကျူးဆောင်ရုံးခန်းမှာပူညီမဲ့ဝတ္ထုပစ္စည်းများအလူငွေများကိုနေ့စဉ်နဲ့မျှလက်ခံရရှိပါတယ်ကျွန်တော်တို့လက်ခံပြီးမှခုနပြောသလိုပဲမြတ်မြတ်တတ်ကိုကျွန်တော်တို့ပွဲဝဲပေးလေးရှိပါတယ်ဘာသာသူများလူရှင်များအားလုံးကထိုးပြီးခေါ်လိုပါတယ်အားလုံးလူကေစေတဲ့အလုပ်ဒါကျွန်တော်တို့သူ့ဖြစ်ဘာသာရေးကျွန်တော်တို့ဘာသာတရားအားလုံးကလူကေစေတဲ့ပြီးလို့ရှိရင်တေဝိညာဉ်ကေစေတဲ့အလုပ်ဖြစ်တဲ့အတွက်ကျွန်တော်တို့လူသားအားလုံးကိုကေစေတဲ့လုပ်ငန်းဖြစ်တဲ့အတွက်အားလုံးစမှာကိုစီတော်ဝင်ရှိတယ်ဒါကြောင့်မို့စတောင်းပေးခြင်းအားဖြင့်တော်ကောင်းလူဝင်များဝတ္ထုပစ္စည်းများလူသားပေးခြင်းဖြစ်တော်ကောင်းအားလုံးပါဝင်ကြဖို့လည်းအားလုံးကိုဖိတ်ခေါ်ခြင်းပါတယ်ခုလိုရှင်းပြတဲ့အတွက်ကျေးဇူးပဲကျေးဇူးတင်ပါတယ် Izani zabo ti te pakwa belo yama ma padanya dat pema sile kho de le khoma ko bi chilama pa she bude yi jama zu ne kwa mi te ma pada te ro ngalo so shi so je ajite yi ja te ma ngalo ni ni chom na phum ne kwa sile kho de le kho se chilama pa she bude sha ji mu ji te so te yi jam sa nya klomba wa khu yin ong na mu ji na kwa la se yi ja du yi leခုနကဆရာဦးတူကိုပြောတဲ့အတိုင်းပဲဒါတစ်ဖွဲ့ကိုပြင်မှာကျွန်တော်တို့အမှုဆောင်ပြီးပါဘူးပေါ့နော်ကျွန်မနေရတော့အဲ့ဒီအမှုဆောင်တွေပြင်မှာကျွန်တော်တို့ပါဝင်ပြီးမှဆွေးနွေးတိုင်ပင်ပါဝင်တယ်ဒီတိုင်းပဲလက်လန်းမီဒီလောက်ကလည်းအလူဒါနကိုပေးမယ်ဆိုလို့ရှိရင်ပေါ့ဒီကျွန်တော်တို့ကျင်နာဒိုင်ယိုစီစီရဲ့အစစ်ရှောင်းဘယ်သူတွေကတာဝန်ယူနေတာတော့ဒီမှာဆိုပြီးမှဒီမှာလာပြီးမှလူထိပ်ပြီးလို့ကျွန်မတော့လက်လန်းနေတော့ပြောပြတယ်နော်အဲ့ဒါကြောင့်လေဒီ US မှာရှိတဲ့ image တွေတချို့က
လူပေးပါတယ်အဲ့ဒီလူပေးတဲ့လူတွေကိုဒီမှာဒီ that အဖွဲ့မှာ diocesan emergency relief team ဆိုတဲ့အဲ့ဒီအဖွဲ့မှာလာပြီးမှလူပေးပါတယ်ခုအဲ့လိုမျိုးလူပေးတဲ့လူတွေအားလုံးကိုလည်းဒီမှာနေနဲ့ကျေးဇူးတင်ပါတယ်ဒီစစ်ရှောင်ရဲ့ပုံစံဓာတ်ရဲ့ပုံစံကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဆက်ပြီးမှလည်းကျမတို့အားလုံးပါဝင်ကြရအောင်လို့ဒီစစ်ရှောင်တဲ့လူတွေကသူကစစ်ရှောင်ခြင်းလို့ရှောင်နေတာကိုဒုက္ခရောက်ခြင်းလို့ဒုက္ခရောက်နေတာကိုပေါ့နော်ဘုံလုံးလူပဲကျမတို့ရဲ့ပြင်းတိုင်းရင်းဆိုပြီးမှတတ်နိုင်ကြပါဝင်ကြရအောင်လို့လည်းဆက်ပြီးမှကျမနေနဲ့ဖိတ်ခေါ်ချင်တယ်